ယမ်ဤအလန်တိုင်အပရောင်းလေးများပထမဆုံးနဲ့ယမ်မှာအရန်ရှိတဲ့တိုင်တစ်ခုနဲ့အလန်ကိုမတ်လိုက်ပါတယ်သူဟာဒီတိုင်ကိုပဲဆက်တိုင်ထားတော့မှရှိသေးပါတယ်ဒါပေမဲ့ခဏကြာတဲ့အခါမှာတော့သူကအလန်ကိုကင်ထားပြီးတိုင်ကလည်းပိုတိုးသွားခဲ့ပါတယ်အယောင်နဲ့တိုင်အမားများပြီးတော့သူခုန်ကြလိုက်တဲ့အခါမှာတော့တိုင်ဟာပိုးပြီးတောင်တိုးသွားခဲ့ပါသေးတယ်အဲ့ဒီနောက်ဘင်းမှာဒီဘက်ကနေရောက်လာတဲ့အခါအလံကိုအစိမ်းရောင်နဲ့ကင်ထားတာကိုတွေ့ရပါတယ်။နောက်တစ်မျိုးကြည့်လိုက်တော့နီအောင်နဲ့ကင်ထားပြန်ပါတယ်။နောက်ဆုံးမှာတော့မျက်နှာချင်းဆိုင်ထားနဲ့ကြည့်လိုက်တဲ့အခါအဖြူရောင်ဆက်သွားပါတော့တယ်။အလံကိုကင်ထားတဲ့လက်ရဲ့အယောင်တွေဟာတစ်ချိန်နဲ့တစ်ချိန်ပြောင်းလဲနေပါတယ်။ပြုတ်ကွက်သွားတော့အလံကျိုးကိုဖြုတ်ပြီးတာနဲ့သူတို့ညောင်စလုံးကအောက်ဘက်ရေထဲကိုဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့အလံရုပ်ဘဲရောက်သွားတာလေ။အော်လေထဲမှာပဲဂျန်နီခဲ့တာကိုဒါရင်မဲမဟုတ်ပါဘူးနားမထောင်လို့မပြီးသေးပါဘူးတီးရုပ်ရှင်တွေကအမှားယွင်းကြီးတွေကတင့်ကိုရဲမောစေသလား